Marvel Chicken သူတော်စင်များအားလုံးမင်္ဂလာပါခင်ဗျာ Marvel ကျွန်တော်တို့အင်စာပေးထားပါတယ်39နာရီစာအင်စာပါအဲ့ထဲမှာဘာကားတွေပါလဲ Doomsday နဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတော့ကျွန်တော်တို့ပြောသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1က X-Men 1နဲ့ X-Men 2ပါအဓိက mutant ကြီးတွေဖြစ်တဲ့ Charles Xavier ရဲ့ Magneto ရဲ့သူတို့ရဲ့ team တွေဖြစ်တဲ့တစ်ဖက်က X-Men နဲ့တစ်ဖက်က Brotherhood of Mutant သူတို့အချင်းချင်းကြားကပြိပက္ခတွေကိုမိတ်ဆက်သွားတာဖြစ်ပါတယ်ဒုတိယက X2 ပါပိုပြီးနက်နေတဲ့ story line ပါလာပြီNightcrawler လိုမျိုး Mystique လိုမျိုး complex ဖြစ်တဲ့ character တွေကိုအသားပေးပြီးပြတဲ့ကားပါ mutant တွေပြတ်သုံးရေးကိုစူးစမ်းနေတဲ့လူတွေအများကြီးရှိတယ်ဆိုတဲ့ဟာကိုပြသွားတာဖြစ်ပါတယ် comic ထဲမှာလည်း mutant တွေကAvenger တွေနဲ့တော့တစ်ခါလေကြားလို့ရှိရင်တိတ်တဲ့တာမဟုတ်ဘူးဆိုတော့ Fox era ပြီးသွားပါပြီ MCU era စပါပြီ Captain America The First Avenger ဆိုတဲ့ကားကိုကြည့်ခိုင်းပါတယ်ကျွန်တော် Steve Rogers ရဲ့အကြောင်းကိုအဓိကပြထားပါတယ်သူ့ရဲ့ခိုင်မာတဲ့စိတ်သက် Infinity Stone တွေကတစ်ခုဖြစ်တဲ့ Tesseract နဲ့သူနဲ့ကြားတဲ့သမိုင်းကြောင်းသူ့ရဲ့ချစ်ချစ်လေး Peggy ကိုသူဘယ်လောက်ချစ်တယ်ဆိုတဲ့ဟာအဲ့ဒါရဲ့အကုန်လုံးကိုပြထားပါတယ်နောက်တစ်ကားက The Avengers ဆိုတဲ့ကားပါအဲ့ဒီကားမှာ Avenger ရဲ့ foundation ကိုစပြပါတယ် MCU ရဲ့ main universe က Earth 616ပါဆိုတော့အဲ့ဒီက hero တွေဘယ်လို team up စလုပ်ခဲ့တယ်လဲကမ္ဘာပြင်ပရန်တွေကိုဘယ်လိုကာကွယ်ခဲ့တယ်လဲဆိုတဲ့ဟာကိုမြင်ရမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ Infinity Saga ရဲ့အဓိကကားနှစ်ကားဖြစ်တဲ့ Infinity War နဲ့ Endgame ဖြစ်ပါတယ် Thanos လိုလူတွေလက်ထဲကို Infinity Stone တွေရောက်သွားတဲ့အခါမှာ risk ကဘယ်လောက်တောင်ကြီးလဲဆိုတာကိုသူတို့အဓိကပြသွားတာဖြစ်ပါတယ်စကြဝဠာကြီးတစ်ခုလုံးရဲ့တက်ရှိဦးရေတဝက်တိတိလျော့သွားတဲ့ဟာကိုကျွန်တော်တို့ဒီမှာကြောက်စရာကောင်းအောင်ပြခဲ့ပါတယ်နောက်တစ်ကားက Endgame မှာသူကတော့ Infinity War ရဲ့ assetအဓိကကျွန်တော်တို့ Earth-616 ရဲ့ hero တွေဘယ်လိုပြန်တွန်းလှန်ကြတယ်လဲဆိုတဲ့ဟာကိုပြထားတာပါ Infinity War Endgame မှာနှစ်ခုလုံးတူညီတဲ့အချက်က Tony Stark ရဲ့ legacy ကိုတေချာတီးဆောက်ပေးသွားတာပေါ့နော်ဒီဟာတွေအကုန်လုံးက Doomsday မှာအရန်အရေးကြီးတဲ့ backdrop အနေနဲ့ပါလာမှာဖြစ်ပါတယ် Multiverse အကြောင်းလှည့်အောင်ဒီ list ထဲမှာတစ်ခုရဲသော series Loki ဖြစ်ပါတယ် Loki မှာကျွန်တော်တို့ Multiverse အကြောင်း Time Variance Authority အကြောင်း timeline တွေ branch ဖြစ်သွားတဲ့အကြောင်း Loki ကနောက်ဆုံးမှာ Multiversal Tree ကိုသူကိုယ်တိုင်ထိန်းချုပ်ရတဲ့အကြောင်းအဲ့ဒါအကုန်လုံးကိုသေချာပြသွားတာ Doomsday မတိုင်ခင်ဘာမှမကြည့်ဘူးဆိုရင်တော့မှ Loki series ကိုကြည့်ထားဖို့အတွက် Marvel ကအကြံပြုထားတာဖြစ်ပါတယ်နောက်တစ်ခါက Spider-Man No Way Home မှာ Multiverse တစ်ခုနဲ့တစ်ခုကြားမှာကာရန်ထားတဲ့နေရန်တွေရှိတယ်အဲ့နေရန်တွေကိုကြိုးပေါအောင်လုပ်လိုက်လို့ရှိရင်ဘယ်လိုပြဿနာတွေရှိသွားနိုင်လဲဆိုတာကိုပြထားတာဖြစ်ပါတယ်နောက်တစ်ခါက Doctor Strange in the Multiverse of Madness ဆိုတဲ့ကားပါဒီကားမှာ Incursion ဆိုတဲ့အကြောင်းကိုပထမဆုံး formally မိတ်ဆက်ပါတယ်ခင်ဗျာIncursion ဆိုတာကကျွန်တော်တို့ကဘာတွေတစ်ခုနဲ့တစ်ခုတိုက်မိပြီးတော့နှစ်ခုလုံးပျက်စီးသွားတဲ့အကြောင်းပေါ့နော်အဲ့ဒီအန်ရဲ့အကြောင်းကို America Chavez နဲ့အတူတူဒီကားထဲမှာမိတ်ဆက်ခဲ့ပါတယ် Scarlet Witch နဲ့သူသုံးတဲ့ Dark Hole ဆိုတဲ့စာအုပ်ရှိပါတယ်အဲ့စာအုပ်ရဲ့ side effect တွေကိုပြထားတာဖြစ်ပါတယ် Dark Hole ကဘာကြောင့်အရေးကြီးလဲဆိုတော့ Doomsday ကအဲ့ Dark Hole စာအုပ်ကိုသုံးပါတယ်နောက်တစ်ခါက Deadpool and Wolverine မှာတကယ်အရေးကြီးတဲ့ concept တွေကိုပြသွားပါတယ်နံပါတ်1က Anchor Being တွေအကြောင်းပါ Anchor Being မရှိလို့ရှိရင်အဲ့ University က decay ဖြစ်သွားတဲ့အကြောင်းပေါ့ပုတ်သိုးဆွေးမြေပြီးပျက်စီးသွားတဲ့အကြောင်းပြီးတော့ TV ရဲ့ The Voice ဆိုတဲ့ဟာကြီးကိုပြပါတယ်ဘယ်လိုဖြစ်ပြီးတော့ MCU ကို Fox character တွေရောက်လာလဲဆိုတဲ့ဟာကိုဒီမှာ bridge လုပ်ပေးသွားပါတယ်ခင်ဗျာအရင်လည်းကောင်းတဲ့ကားပါ my favorite Multiverse နဲ့ Incursion အကြောင်းလည်းနားလည်သွားပြီဆိုတော့ MCU ရဲ့ front line အသစ်ကိုပြန်ကြည့်ခိုင်းပါတယ်ပထမဆုံးက Shang-Chi ပါ Shang-Chi and the Legends of the Ten Rings ဆိုတဲ့ကားပါလူကြိုက်အရင်မများ popular အရင်မဖြစ်ပေမဲ့ Doomsday အတွက်တော့အရေးပါတဲ့နေရာမှာပါပါတယ်သူ့ရဲ့ Ten Rings ကြောင့်ပါဒီ ring တွေက Shang-Chi စီရောက်သွားတဲ့အချိန်မှာဒီ space တွေကိုသူက signal လွှတ်တယ်လို့ပြောတယ်တခြား multiverse ကိုပါလွှတ်နေရဆိုတဲ့သဘောပေါ့နော်အဲ့ဒါက Doomsday ကိုလွှတ်တာဖြစ်နိုင်ပါတယ်အဓိက ring တွေအကြောင်းပါ Doomsday နဲ့လည်းထိုင်ရိုက်ဆက်ဆက်နေပါတယ်ခင်ဗျာနောက်တစ်ခါက Black Panther Wakanda Forever ဆိုတဲ့ကားပါဒီကားမှာအရင်အရေးကြီးတဲ့ဇာတ်ကောင်ကိုမိတ်ဆက်ထားပါတယ် Namor ပါ Illuminati ဖွဲ့မှာလည်းပါပါတယ်ပင်လယ်ရေအောက်သမုဒ္ဒရာတစ်ခုလုံးကိုကြီးစိုးတယ်ကောင်းငင်မှာလည်းပြန်နိုင်တယ်ဆိုတော့တကယ်ဆရာကြီးပါသူနဲ့ Shuri နဲ့ပြီးရင်သူတို့ရဲ့နိုင်ငံအသီးသီးဖြစ်တဲ့ Wakanda နဲ့တစ်ဖက်က Talokan နဲ့အဲ့ဒီဟာတွေကြားရပြိပက္ခကိုပြသွားတာပါဒါပေမဲ့အဓိကပြချင်တာ Earth-616 မှာဒီလိုအင်အားကြီးတဲ့နိုင်ငံကြီးတွေစစ်တပ်ကြီးရှိနေပြီဆိုတာကိုပြချင်တာဖြစ်ပါတယ်နောက်ထပ်တစ်ချက်သတိထားရမှာဒီကားအထိကျွန်တော်တို့သိခဲ့ Earth's Strongest Metal က Vibranium ပါနောက်က Captain America Brave New World ပါ Sam Wilson Captain America ဖြစ်စတာဝန်ထမ်းဆောင်တယ်ပြီးတော့ Red Hawk ကိုကျွန်တော်မြင်ခဲ့ရတယ်ပို့ပြီးအရေးကြီးတဲ့အချက်က MCU မှာ Adamantium ကိုစပြီးတော့မိတ်ဆက်တာဖြစ်ပါတယ်ကျွန်တော် Wolverine ရဲ့လက်သေးတွေရိုးတွေကိုလှုပ်ထားတဲ့အရန်ကိုမာကြောတဲ့တပ်တုပါအဲ့တပ်တုကိုရဖို့စူးစမ်းကြတဲ့ဟာတွေအရှုပ်ထွေးတွေအကုန်လုံးကိုပြထားပါတယ်ဒါပေမဲ့ဒီကားမှာခုနပြောလို့အရေးကြီးဆုံးက Adamantium ကိုစမိတ်ဆက်တာပါ X-Men Universe မှာအဲ့ဒါအရေးပါပါတယ်ခင်ဗျာနောက်တစ်ခါကတော့ကျွန်တော် personal favorite Thunderbolts ဖြစ်ပါတယ် The New Avengers လို့လည်းခေါ်ပါတယ်ဒီကားမှာကျွန်တော်တို့ MCU ရဲ့ Avenger အသစ်တွေကိုမိတ်ဆက်သွားပါတယ်ရှေ့ကားတွေကလို့မဟုတ်ဘဲနဲ့ဒီ Avenger အသစ်တွေကတော့ ground level hero တွေဖြစ်ပါတယ် Sentry ကလွယ်လို့ပေါ့နော် Sentry ကတော့တကယ်ကို Superman လိုမျိုး
hero ဖြစ်ပါတယ်ဆိုတော့သူတို့ကဒီ Dooms နဲ့ရင်ဆိုင်တွေ့တဲ့အချိန်မှာ Fantastic Four နဲ့ပူးပေါင်းမဲ့အဓိကအဖွဲ့အစည်းဖြစ်ပါလာမှာဖြစ်ပါတယ်ဒါကြောင့် Thunderbolts ကလည်းမကြည့်မဖြစ်ပါပဲအရန်လည်းကြည့်လို့ကောင်းတဲ့ကားပါကျွန်တော်ခဏကြည့်တယ်အရန်လည်းကြိုက်ပါတယ်ကဲဆိုတော့ကျွန်တော်14ကားအထိပြောပြီးသွားပါပြီအခုနောက်ဆုံးကားက Fantastic Four the First Step ဆိုတဲ့ကားဖြစ်ပါတယ် Dooms ကအဲ့ universe မှာရှိပါတယ် Fantastic Four နဲ့လည်း direct ကိုပတ်သက်နေတဲ့ character ပါပြီးတော့ဒီကားမှာပါတဲ့ Big Bad ကြီး Galactus အဲ့ဒါကလည်း Secret War မှာအရန်ရေးကြီးတဲ့နေရာပါပါတယ် comic ထဲမှာเนาะကားတွေအကုန်လုံးပြန်နှိမ့်ချုပ်ပြောမယ်เนาะ X-Men ရဲ့ X-Men 2ရဲ့ Captain America the First Avenger ရဲ့ The Avengers ရဲ့ Infinity War ရဲ့ Endgame ရဲ့ Loki Season 1 and 2 Spider-Man No Way Home Doctor Strange Multiverse of Madness Deadpool and Wolverine Shang-Chi The Legends of the Ten Rings Black Panther Wakanda Forever Captain America Brave New World Thunderbolts The New Avengers Dooms ရဲ့ home war ဖြစ်တဲ့ Out 828ရဲ့ Fantastic Four The First Step ဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီ39နာရီစာ15ကားကို Dooms မတိုင်ခင်မှာကြည့်ဖို့ Marvel ကတရားဝင်အကြံပြုထားတာဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဆုံးနေကြည့်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ် See you